အချိန်ကိုတန်ဖိုးထားခြင်းဆိုတဲ့နှုတ်ကပတ်တော်အဖြစ်အနေနဲ့ဝင်ငါချင်တာဖြစ်ပါတယ်အချိန်ဆိုတာတိတ်ထားလို့မရပါဘူးကုန်လွင်သွားတဲ့အချိန်တွေလည်းပြန်ယူလို့မရတော့ပါဘူးဒါပေမဲ့အချိန်ကိုတန်ဖိုးရှိရှိအတိတ်ပဲရှိရှိကုန်လွင်စေနိုင်တာဖြစ်ပါတယ်60ခုအမြောက်သောဆန္ဒပိုင်းငယ်30မှာကျွန်ုပ်တို့၏အသက်အရွယ်ဒီအနှစ်80အတိုင်းအရှိပါ၏အာကြီး၍အနှစ်80ပြည့်တော်လဲဝါကြွားခြင်းသည်ပင်ပန်းခြင်းနှင့်ဝဲနေခြင်းဖြစ်ပါ၏ထိုအသက်သည်လည်းမြန်မြန်လွန်၍ကျွန်ုပ်တို့သည်စုတည်ကြပါ၏ကျွန်ုပ်တို့သည်ပညာတရားကိုနှလုံးသွင်းမိအကြောင်းကိုယ်နေ့ရက်ကာလကိုရည်သွဲ့နိုင်စေခြင်းကတွင်တင်တော်မူပါလို့ဖော်ပြထားပါတယ်အဲဒါကြောင့်လောကကြီးမှာမိတ်ဆွေအသက်ရှင်တဲ့အခိုက်အတန့်လေးမှာအချိန်ကိုဘုရားသခင်အတွက်တန်ဖိုးရှိရှိအတိတ်ပဲရှိရှိကုန်လွင်စေမယ်ဆိုရင်မိတ်ဆွေဟာလူဘဝအတိတ်ပဲကိုရှာဖွေတွေ့ရှိတော်သူဖြစ်ပါတယ်ဆိုတဲ့နှုတ်ကပတ်တော်အဖြစ်အနေနဲ့ဝင်ငါချင်တာဖြစ်ပါတယ်အရောက်တိုင်းပုံမှာဘုရားရှင်ကောင်းချီးပေးပါစေ